မြောက်ဦးရွှေနန်းသခင်ဘရင်မင်းဖလောင်မင်းဖလောင်သည်ရခိုင်သမိုင်းတွင်အလွန်ထင်ရှားပြီးအင်အားတောင်းတင်းခဲ့သောမြောက်ဦးနေပြည်တော်၏12ဆက်မြောက်ဘရင်တစ်ပါးဖြစ်သည်မင်းဖလောင်ကို1535ခုနှစ်ဖေဖော်ဝါရီ29ရက်စနေနေ့တက္ကရာ896တပေါင်းလဆုတ်တရက်အဖမင်းပါကြီးအမိစောလာတတ်တို့မှမြောက်ဦးမြို့တွင်မွေဖွားခဲ့သည်ဖွားတော်ထွေးဟုအမည်ပေးခဲ့သည်မြောက်ဦးမြို့ကိုပေါ်တူဂီတို့၏စီးနှင်းမှုအတွင်းမွေးဖွားခဲ့၍ရခိုင်စကားအရပေါ်တူဂီလူများကိုဖလောင်းဟုခေါ်သောကြောင့်သူ့ကိုမင်းဖလောင်ဟုခေါ်လာခဲ့သည်မင်းဖလောင်ကိုစစ်တမ်းတင်မြို့ကိုမျိုးစားပေးအပ်ခဲ့သည်ဖခင်ဖြစ်သူမင်းပါကြီးကမ်းရိုးတန်းကိုနယ်ချဲ့သည့်နိုင်ငံတော်ဖြစ်ပေါ်လာသည့်အတွင်းမှာမင်းဖလောင်ကကြီးလာခဲ့သည်1546 1549တွင်12နှစ်မပြည့်သေးသောမင်းသားငယ်အနေနဲ့တောင်ကူတပ်များကိုတိုက်ထုတ်ရန်စစ်တပ်တိုင်းရင်းတစ်ခုဦးဆောင်ရန်ပြီးအပ်ခဲ့သည်မင်းပါကြီး1554ခုနှစ်မှာကွယ်လွန်ပြီးနောက်ထီးနန်းဆက်ခံသောတော်တစ်ခ1554 1556တူတော်မင်းစောလ1556 1554နှစ်မင်းစကြာ1554 1554လက်ထက်တွင်တစ္ဆာရှိစစ်တမ်းမျိုးစာဆက်လက်ရပ်တည်ခဲ့ပြီးအမှုထမ်းခဲ့သည်1581ခုနှစ်မှာမင်းစကြာရုတ်တရက်ကွယ်လွန်သွားသဖြင့်နန်းတွင်ကမင်းဖလောင်ကိုထိုနှစ်မှာပင်ဘရင်အဖြစ်ရွေးချယ်ခဲ့သည်နန်းတက်အခမ်းအနားတွင်ဘင်္ဂလားစုလက်တန်းဘရင်စကန်ဒါရှားဟုပွဲဆောင်၍စောမီတော်ကိုမိဖုရားအဖြစ်ခံယူခဲ့သည်သားအကြီးဆုံးတာတုထမရာဇာအားအချင်းရှိအစံအဖြစ်တည်မြောက်ဒုတိယသားတော်မင်းခမောင်အားဘရင်တက်တော်စစ်ဦးစီးအဖြစ်ခန့်ထားခဲ့သည် Followers လှုပ်ခြင်းဖြင့်စိတ်ဝင်စားစရာသမိုင်းအကြောင်းအရာများကိုဆက်ကြည့်ခွင့်ရမည်ဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် Like and Share လုပ်ပေးကြပါအားလုံးကိုကျေးဇူးတင်ပါသည်